ဒီနေ့မှာတော့အရသာလဲရှိထမင်းလဲမြင်စေမဲ့ဝတ်သုံးထက်သားအာလူပဲတီးကြာဆန်ချက်ပြုလုပ်နေဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်ပထမဆုံးပဲတီးတွေကိုအနေတော့အပိုင်းလေးတွေပိုင်းချက်ထားပါပြီးရင်တဲအိုးတဲ့စီနှင်းငယ်ထည့်ပြီးဝတ်သုံးထက်သားတွေကိုအစီထွက်ပြီးအသားလေးတွေရွှေအိုရောင်တန်းလာတဲ့အထိကြော်ပေးရပါမယ်အသားလေးတွေရပြီဆိုရင်တော့ကြက်တုံမြင့်ကြက်တုံဖြူမြုပ်တီးစိမ်းတောက်စိမ့်နဲ့နာနက်ပွင့်တို့ကိုထည့်နောက်ပြီးဘိန်းပီကြည်အနောက်နဲ့လောချူဟင်းချက်ဝိုင်တိုးထက်ကမွေးနေအောင်လိမ့်ပေးပါအဲ့ဒီနောက်ဖြတ်ထားတဲ့ပဲတီးတွေကိုထည့်ပြီးခါလောက်အတူတူမွေကြော်ပေးရပါမယ်ပြီးရင်ရေနွေးတပန်းကန်ကြည့်လောင်းထည့်ပြီးအတုံးထားတဲ့အာလူးတွေပါထည့်လိုက်ပါဟင်းရည်တွေကိုဘိန်းပီကြည်စားချက်သားမှုနဲ့တရုတ်မွေးဖို့ငါးမျိုးဆက်မွေးမှုတိုးထည့်ပြီးအပေါ့အငံအရသာညိကအဖုံးအုပ်ပြီးမီအေးနဲ့15မိနစ်ခန့်တည်ထားရပါမယ်အာလူးနဲ့အသားတွေနူးဤလာပြီဆိုရင်တော့ကြိုတင်ရေစိမ်ထားတဲ့ကြာဆန်ဖက်တွေကိုအပေါ်ကနေထည့်အဖုံးပြန်အုပ်ပြီးကြာဆန်တွေဟင်းရည်စိမ့်ဝင်ပြီးနူးညံ့သွားတဲ့အထိခါလောက်ထက်ချက်ပေးပါနောက်ဆုံးမှာတော့အပေါ်ကနေကြက်တုံမြစ်လေးတွေဖြူးလိုက်ရင်ပဲအရသာအရန်ရှိပြီးထမင်းပူပူလေးမုံလုံးပေါင်းပူပူလေးတွေနဲ့လိုက်ဖက်လုံးနဲ့တရုတ်စတိုင်ကုန်းတွင်းချက်ဟင်းတစ်ခွက်အစင်တင်ရရှိပြီးဖြစ်ပါတယ်